အားလုံးပဲမင်္ဂလာပါ Mr. Son နဲ့အင်္ဂလိပ်စာလေ့လာတဲ့သင်ခန်းစာလေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ linking sound နဲ့ပတ်သက်ပြီးတော့အနည်းငယ်တင်ပြပြောဆိုတော့မှာဖြစ်ပါတယ်သူတို့ပြောတော့နားလည်ဖို့ရအတွက်အထောက်အကူပြုလို့ကျွန်တော်တို့စကားပြောတဲ့အခါမှာလည်းပဲပို့ပြီးတော့တဘာဝကြကြပြောဆိုနိုင်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာပြောမှာကတော့ဒီ consonant sounds နဲ့ vowel sounds နဲ့တွဲဆိုတဲ့အကြောင်းအရာပေါ့ဥပမာကျွန်တော်တို့ဒီစာကြောင်းတစ်ကြောင်းကိုကြည့်မယ်ဆိုရင်ပထမတစ်ကြောင်းမှာက she is a good student ဒါတော့တစ်လုံးချင်းစီပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုတော့စာစကားပေါ့စကားပြောတဲ့ခါကျရင်တော့ဒီအောက်မှာတွေ့ရတဲ့အတိုင်းသူတို့ကစကားလုံးတွေကိုတွဲပြီးတော့ပြောတာကိုကျွန်တော်တို့ကြားမှာဖြစ်တယ်ဥပမာဆိုရင် she is a good student ကဘာဖြစ်သွားမလဲဆိုတော့ဒီမှာကဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်တွေနဲ့ပေါင်းလာမယ်က consonant ဖြစ်ပြီးတော့က vowel အတန်ဖြစ်နေတယ်ပေါ့အဲ့တော့ she's a ဖြစ်သွားမယ် she's a good student okay စကားပြောတဲ့ခါကျတော့ she is a good student လို့ပြောမယ်စာ she's a good student she's a good student ဆိုပြီးတော့ကြားရမှာဖြစ်တယ်ပေါ့နော်နောက်ဥပမာတစ်ခုအနေနဲ့စာရေးတဲ့ခါကျတော့ကျွန်တော်တို့ဒီလိုတွေ့ရမယ် turn off စကားပြောတဲ့ခါကျတော့ n က consonant အတန် o ကကျတော့ဒီမှာ vowel အတန်ဖြစ်နေတဲ့ခါကျတော့ turn off ဆိုပြီးတော့ဖြစ်သွားမှာပေါ့နော် turn off အဲ့ဒီမှာ turn off လို့ကျွန်တော်တို့ကမကြားတော့ဘူးပေါ့ဥပမာမီးကိုပိတ်လိုက်ပါဆိုရင် turn off the lights okay မီးတွေကိုပိတ်လိုက်ဆိုရင် turn off the lights အဲ့တော့ဒီမှာလည်းဒီတိုင်းပဲ come in စကားပြောတဲ့ခါကျရင် come in အထက်ဝင်လာပြီပါဆိုရင် come in please come in come in အဲ့လိုဖြစ်သွားမှာပေါ့နော်ဒါမှဆိုရင် k က consonant I က vowel T က consonant U က vowel အဲ့တော့ pick it up လို့ပြောမယ်စာ pick it up pick it up နောက်တစ်ခုကျတော့ဒီမှာ American English မှာကျတော့သူက T တန်ကို D တန်ပြောင်းပြီးတော့ဆိုမယ်ပေါ့အဲ့တော့ pick it up လို့သူတို့ကပြောမယ်စာ American တွေက pick it up လို့ပြောလိုက်မယ်ပေါ့ဆိုတော့ကျွန်တော်တို့လည်း pick it up လို့ပြောလို့ရတယ်နောက်တစ်ခုအနေနဲ့က get ဒီမှာ consonant နဲ့စုံတယ်ဆိုတဲ့အတန်နဲ့ဒီမှာ vowel အတန်နဲ့ပြန်စပေးတယ် get out get out get out နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် take it away လို့ပြောမယ်စာကျွန်တော်တို့ဒီမှာပေါင်းပြီးတော့ဆိုလိုက်မယ် take it away take it away okay consonant အတန်နဲ့ vowel အတန်ကိုဘယ်လိုခွဲလို့ရလဲဆိုတော့ vowel အတန်ဖြစ်တဲ့ဒီတရအတန်မှာတော့ဆိုတဲ့အတန်ထွက်လေပါလိမ့်မယ်ပေါ့အတန်ပါမယ်အတန်မဟုတ်တဲ့ဟာအားလုံးက consonant sound ဆိုပြီးတော့ကျွန်တော်တို့လွယ်လေးမှတ်လို့ရတယ်ကျွန်တော်တို့ဒီဥပမာအနေနဲ့ဒီမှာကြည့်မယ်ဆိုရင် na ဆိုတော့နငယ်အတန်ဖြစ်နေတယ်ဒါက consonant ပေါ့ဒီမှာ offအဲ့တော့ဘာအတန်ဖြစ်နေလဲဆိုတော့တရအတန်အတန်ပါနေတယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဒါဆိုတော့ consonant အတန်နဲ့တရအတန်ပေါ့တွဲဆိုပေးမယ် consonant အတန်နဲ့စပြီးတော့တရအတန်ကနောက်ကလိုက်တယ်ဆိုရင်တော့တွဲဆိုပေးရမယ်ပေါ့ဆိုတော့ဒီမှာဒီနေ့သင်ခန်းစာက consonant နဲ့တရအတန်ကိုတွဲပြီးဆိုပေးမယ်ပေါ့ဘယ်အချိန်မှလဲဆိုတော့စကားပြောတဲ့အခါပေါ့ okay ဆိုတော့လွယ်လွယ်လေးမှတ်မယ်ဆိုရင်ရေးတော့အမှန်ဖတ်တော့အတန်ပေါ့စကားပြောတဲ့အခါကျတော့ကျွန်တော်တို့စကားလုံးတွေကိုတွဲပြီးတော့ဆိုပေးရမယ်တလုံးချင်းစီဆိုလို့အဆင်မပြေဘူးပေါ့ဥပမာကျွန်တော်ဒီစကားပြောအတူလေးကိုကြည့်မယ်ဆိုရင် can you pick it up လို့ပြောမယ်စာဒီလိုဖြစ်သွားမယ်ပေါ့နော် can you pick it up can you pick it up KIT ဖြစ်သွားမယ် kit TUP ဖြစ်သွားမယ် tap can you pick it up can you pick it up sure should I လို့ပြောလိုက်ရတယ်နောက်တစ်မျိုးက should I turn off the light too should I turn off the light too should I turn off the light too yes and come in when you are done okay ဆိုတော့စကားပြောတဲ့အခါဒီလိုပုံစံမျိုးဖြစ်သွားမှာပေါ့နော် can you pick it up sure should I turn off the light too yes and come in when you're done okay ကျွန်တော်တို့အင်္ဂလိပ်စကားပြောတော့ကြကြပြောချင်တယ်ဆိုရင်တော့ဒီ
B တန်နဲ့တရအတန်ကိုတွဲပြီးတော့ပြောပြရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကြားတဲ့အခါတိုင်းမှာလေ့ကျင့်ပေးပါများနားထောင်ပေးပါပြီးတော့များလိုက်ပြောပေးပေါ့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကအင်္ဂလိပ်စကားကိုတဝါကြကြပြောနိုင်ပြီးတော့အင်္ဂလိပ်လူမျိုးတွေပြောတဲ့အခါမှာလည်းနားလည်မှာပေါ့နော်ဆိုတော့ဒီသင်ခန်းစာတော့ဒီလောက်ပါပဲအတူချုပ်ပြောမယ်ဆိုရင်ကျွန်တော်တို့က consonant အတန်နဲ့တရအတန်ကိုတွဲပြီးတော့ဆိုပေးရမယ်ပေါ့စကားပြောတဲ့အခါမှာပေါ့နော်ဒီဟာအရေးကြီးတဲ့အရာတစ်ခုထဲမှာပါတယ်အဲ့လိုပြောဆိုမယ်ဆိုရင်တော့အင်္ဂလိပ်လူမျိုးတွေပြောတဲ့ပုံစံမျိုးကျွန်တော်တို့ကဖြစ်သွားမှာပေါ့နော်နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ် goodbye ပါ